ရွာငယ်စနပုတ်များမှသည်ပြည်တောင်စုသို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာAD 200စုခန့်ကအေယာဝတီမြစ်ကွေ့မှာအခြေချနေထိုင်ကြတဲ့ရွာငယ်လေး19ရွာရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူမျိုးစုတွေကတကွဲတပြားစီဖြစ်နေကြတာပါ။ဒါပေမဲ့သမုဒရာမင်းလက်ထက်မှာတော့ဒီရွာငယ်လေးတွေကိုစုစည်းပြီးယူနုလက်သူ့မဟုတ်အရိမတနာဆိုတဲ့ပကံမြို့ပြနိုင်ငံလေးကိုစတင်တည်ထောင်ခဲ့ပါတယ်။နှစ်ပကံရဲ့အစောပိုင်းရန်သူတော်ကြီး၄ပါးတန်တာရီတွေအရပကံမြို့ဦးကာလမှာပြည်သူတွေကိုဒုက္ခပေးနေတဲ့ရန်သူတော်ကြီး၄ပါးရှိခဲ့ပါတယ်။အဲ့ဒါတွေကတော့ကြားကြီးဝက်ကြီးနှက်ကြီးရှူးပြန်ကြီးတို့ပဲဖြစ်ပါတယ်။ဒီရန်သူတွေကိုနှိမ်နင်းဖို့သူ့ရဲကောင်းတစ်ယောက်ပေါ်ထွက်လာခဲ့ပါတယ်။သူကတော့ပြူစောထီပါ။သူဟာလီးမြအတက်မှာကျွမ်းကျင်ပြီးတီသားရဲကြီးတွေကိုတစ်ခုပြီးတစ်ခုနှိမ်နင်းနိုင်ခဲ့လို့သမုဒရာမင်းရဲ့သမီးတော်နဲ့လက်ထပ်ခွင့်ရပြီးပကံရဲ့အထင်အတားမင်းတစ်ပါးဖြစ်လာခဲ့ပါတယ်။၃ပကံအင်ပါယာရဲ့အထွတ်အထိပ်ပကံဟာတဖြည်းဖြည်းနဲ့အင်အားကြီးမားလာပြီးAD 1044ခုနှစ်မှာတော့မြန်မာသမိုင်းမှာအထင်ရှားဆုံးဖြစ်တဲ့အနော်ရထာမင်းကြီးနန်းတက်ပါတယ်။အနော်ရထာမင်းကြီးဟာနိုင်ငံရေးအရာတကွဲတပြားဖြစ်နေတဲ့ဒေသတွေကိုစုစည်းပြီးပထမမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့ပါတယ်။ဘာသာရေးအရာရှင်အရဟံရဲ့လမ်းညွှန်မှုနဲ့ထပ်တုံးပြည်ကနေပိတက်ကတ်တော်တွေကိုပင်ဆောင်လာပြီးစစ်မှန်တဲ့ထေရဝါဒဗုဒ္ဓဘာသာကိုပြန့်ပွားစေခဲ့ပါတယ်။ဒါကြောင့်ပကံဟာရွာငယ်လေးတွေစုပေါင်းရာကနေထောင်နှင်းချီတဲ့စီးဒီပထိုးတွေဝေစာနေတဲ့အမှုပညာနဲ့ရှင်ကြီးမှုထုံးကားတဲ့ကဘာကျော်အင်ပါယာကြီးတစ်ခုအဖြစ်ရာစုနှစ်ပေါင်းများစွာတည်တံ့ခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပကံဟာလွှဲဝင်ယူတန်တညံညံပကံဖျားပေါင်းစုတဲ့အတိုင်းတမိုင်းဝင်းအမွေအနှစ်တွေနဲ့ပြည့်နှက်နေတဲ့နေမြေတစ်ခုဖြစ်လာခဲ့ပါတော့တယ်။